မိန်းကလေးတစ်ယောက်ဟာသူ့ဘဝတစ်လျှောက်လုံးအလွန်ဆိုးရွားတဲ့လယ်တစ်ခုမှာနေထိုင်လာခဲ့တယ်။ဒီလယ်မှာလူတွေကိုပင်လယ်နက်ထဲထိဆင်းပြီးခွန်ထဲကပလဲတွေကိုရှာဖွေထုတ်ယူဖို့လေ့ကျင့်ပေးထားတယ်။ဒါပေမဲ့ဒီလေ့ကျင့်မှုဟာအလွန်အန္တရာယ်ကြီးပြီးလူအများအပြားအသက်ဆုံးရှုံးခဲ့ရတယ်။မိန်းကလေးကတော့ဒီလယ်ကနေလွတ်မြောက်ချင်တဲ့အိမ်မက်တစ်ခုသာရှိတယ်။တနေ့မှာလယ်ဆောင်ကကြေညာလိုက်တယ်။အန္တရာယ်ကြီးတဲ့ဒွန်ဝမ်ခွန်ထဲကနေပလဲတစ်လုံးယူလာနိုင်သူကိုကြီးမားတဲ့ဆုချီးမြှင့်မယ်။ဒီနေရာဟာသေစေနိုင်တဲ့ပင်လယ်သတ္တဝါတွေနေထိုင်တဲ့အလွန်အန္တရာယ်ရှိတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးအရင်သွားခဲ့သူတွေမပြန်လာနိုင်ခဲ့ကြဘူး။ဒါပေမဲ့လွတ်မြောက်ချင်တဲ့လူတချို့ကဒီအန္တရာယ်ကိုလက်ခံပြီးစိန်ခေါ်မှုကိုဝင်ရောက်ခဲ့ကြတယ်။မိန်းကလေးဒွန်ဝအပါအဝင်သူတို့ဟာလှေတစ်စင်းနဲ့အဲ့ဒီနေရာကိုထွက်ခွာသွားကြတယ်။ရောက်တဲ့အခါမှာတော့သူတို့အားလုံးရေထဲကိုခုန်ချလိုက်ကြတယ်။ပင်လယ်ကအေးချမ်းသလိုထင်ရပေမဲ့အောက်ခြေမှာတော့အန္တရာယ်တွေပုန်းကွယ်နေတယ်။ရေထဲမှာဒွန်ဝဟာကြီးမားတဲ့ခွန်တစ်ခုကိုတွေ့ပြီးပလဲတစ်လုံးကိုအောင်မြင်စွာရယူနိုင်ခဲ့တယ်။ဒါပေမဲ့အခြားရေငုပ်သမားတွေကသူမကိုနောက်ကနေတိုက်ခိုက်ပြီးပလဲကိုလူယူဖို့ကြိုးစားကြတယ်။ရုန်းကန်မှုအတွင်းမှာဒွန်ဝဟာသတိမေ့သွားပြီးရေအောက်မှာမျောသွားတယ်။အဲ့ဒီအချိန်မှာအခြားသူတွေပလဲကိုယူဖို့ကြိုးစားနေချိန်မှာရုတ်တရက်သူတို့ရှေ့မှာမကြခင်လာနေတဲ့ငါးမန်းကြီးတစ်ကောင်ကိုတွေ့လိုက်ကြတယ်။ကြောက်လန့်သွားပြီးသူတို့အားလုံးအမြန်ရေမျက်နှာပြင်ကိုတက်ပြေးကလှေပေါ်ကိုပြန်တက်သွားကြတယ်။